ဒီနေ့ပိုင်းရဲ့စမှာတော့ကိုကနေပြီးတော့မာရီကိုဖတ်ထားလိုက်ပြီးတော့မာရီစီကနေယောက်ျားလေးတယောက်ရဲ့အနံ့ကိုရနေတဲ့ဆူကပြောလိုက်ပါတယ်ဒီမဟုတ်ပါဘူးဆူကပြန်ပြောလိုက်သေးပါတယ်ပြီးသွားတဲ့အခါကိုကနေပြီးတော့မာရီရဲ့ level ကိုနန်းလဲတဲ့အချိန်မှာပဲမာရီကနေပြီးတယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အချိန်မှာအပြင်ဘက်ကမိုးရွာလာတာကြောင့်ကျောင်းသားတွေကနေပြီးတော့ကျောင်းဆောင်တွေကိုပြန်ဝင်လာကြပါတယ်အဲ့ဒါနဲ့နေကိုကနေပြီးတော့ရက်လိုက်ပြီးတော့မာရီကိုအောက်ကိုချလိုက်ပါတယ်မာရီကနေသူတို့အပြင်သွားမယ်ဆူကပြောလိုက်သေးပါတယ်အပြင်ဘက်မှာတော့မဝါကနေပြီးတော့ကိုဆန်ပြူကချော်လဲပြီးတော့ဒူးစစ်လဲသွားတဲ့ဆူကပြောလိုက်ပါတယ်အဲ့ဒါနဲ့မာရီကြီးလေးတဲ့အချိန်မှာတော့ကိုဆန်ပြူကတယောက်တည်းထိုင်နေတာကိုတွေးလိုက်ခဲ့ရပါတယ်မာရီကသူနဲ့တွေ့တော့အဲ့လိုမျိုးပုံစံမဟုတ်ပါဘူးဆူကစဉ်းစားနေခဲ့သေးပါတယ်ပြောတဲ့အခါပြိုင်ပွဲမှာလူလိုနေတဲ့ဆူကပြောနေခဲ့တဲ့အချိန်မှာပဲကောင်မလေးတယောက်ကနေပြီးကိုဦးထဲလိုက်ပါလားဆိုပြီးပြောလိုက်တဲ့အခါအဲ့ဒါနဲ့အခွဲသားတွေအကုန်လုံးကလည်းကိုဦးဝိုင်းထဲမယ်ဆိုပြီးထောက်ခံလိုက်ကြပါတယ်ဆရာကနေပြီးပြိုင်ပွဲစားတော့မယ်ဆိုပြီးပြောလိုက်ပါတယ်တစ်ဖက်ကမာရီယာနေကိုဆန်ဖြူနာသွားတယ်ပြီးဘာဖြစ်သွားတာလဲဆိုပြီးမေးလိုက်တဲ့အခါကိုဆန်ဖြူကနေမင်းနဲ့စကားပြောပြီးတော့ထွက်သွားတဲ့အချိန်မှာပြိုင်ပွဲမှာအဲ့လိုမျိုးဖြစ်သွားတာဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့မာရီယာနေသူထင်တာမှန်သားပဲဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကိုရှေယာနေပြီးရောက်လာပြီးပြိုင်ပွဲဝင်ကြဆိုပြီးပြောလိုက်တဲ့အခါမာရီယာနေပြီးတော့လာမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ကိုဆန်ဖြူကနေသွားပါရပါတယ်ဆိုပြီးပြောလိုက်ပါတယ်မာရီယာမသွားခင်မှာကိုဆန်ဖြူကိုသူပြိုင်တာကိုကြည့်ပေးပါဆိုပြီးပြောလိုက်ပါတယ်ပြိုင်ပွဲထဲမှာတော့ကိုဦးပါလာတဲ့ဆိုကခြားသင်းနေရနေပြီးပြောနေခဲ့ပါတယ်အဲ့ဒါနဲ့ဆန်မိုင်းရနေမင်းတို့တွေစီးလုံးကြတာပဲဆိုပြီးပြောလိုက်တဲ့အခါအခြားသင်းရကောင်တွေရတယ်သူတို့စိတ်ညစ်တယ်ဆိုပြီးပြောနေခဲ့ပါတယ်တစ်ဖက်ကကိုဦးကတော့သူရှင်ပြိုင်တာအဆင်ပြေပါမလားဆိုပြီးမေးလိုက်တဲ့အခါကိုရှီကနေတော့ရပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ပြောရတဲ့အခါပြီးပြိုင်တဲ့အခါမှာတော့ကိုရှီကနေမာရီစီကိုရောက်အောင်အမြန်သွားနေခဲ့ပါတယ်မာရီကနေကိုဦးအခြားသင်းရကောင်တွေအပြစ်ပြောနေတာကိုဦးစိတ်ညစ်မဲ့ဆိုကပြောနေခဲ့ပါတယ်သူစီကိုရောက်လာတဲ့အချိန်မှာတော့မာရီကနေဒုတ်ကိုအမြန်ဖန်လန်ဖတ်ပြီးကိုဦးစီကိုအမြန်ပြေးသွားခဲ့ပါတယ်မာရီရဲ့တငယ်ချင်းတွေကနေပြီးကြိုးစားထားဆိုပြီးပြောနေခဲ့ပါတယ်မာရီကနေပြီးကိုဦးနာကိုရောက်လာတဲ့အခါမှာတော့ကိုဦးကိုအားပေးနေပါတယ်ဆိုကကိုဦးကိုဒုတ်လေးပေးလိုက်ပါတယ်အဲ့ဒါနဲ့ကိုဦးကနေသူ့စိတ်ချပါဆိုကအမြန်ပြေးသွားခဲ့ပါတယ်အဲ့ဒါနဲ့အခြားသင်းရကောင်တွေကနေပြီးကြောင်သွားခဲ့ပါတယ်အဲ့ဒါကိုဦးကိုအတင်းကနေပြီးနိုင်သွားခဲ့ပါတယ်ညနေမှာတော့အတန်းသားတွေကနေပြီးကိုဦးတို့နိုင်သွားတဲ့ဆိုကပြောနေခဲ့ပါတယ်မာရီပစ္စည်းတွေသိမ်းနေနေကောင်မလေးနှစ်ယောက်စကားပြောနေတာကိုနားထောင်နေခဲ့ပါတယ်အဲ့ဒါမာရီကနေပြီးသူလည်းပြောစရာရှိတယ်ဆိုကကိုဦးရှိကိုအမြန်ပြေးသွားခဲ့ပါတယ်ကိုဦးကရှိနေပါဆိုကတွေးနေခဲ့သေးပါတယ်လိုက်ရနေတဲ့အချိန်မှာအောက်မှာကိုဦးနဲ့ကိုရှိကရီစောနေတာကိုတွေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကိုဦးကနေတွေးသွားလိုက်ပြီးကိုရှိကိုပြောပြလိုက်ပါတယ်အားနေပြီးကိုရှိကနေသူတို့ကရေးစင်းနေတာဆိုကပြောလိုက်ပါတယ်သူတို့ကကိုရှိကနေပြီးတော့ကိုကနိုင်တဲ့သူမလို့ရေပတ်ကမယ်ဆိုကရေဒီပတ်နေခဲ့ပါတယ်ကိုကနေပြီးကိုရှီကိုပတ်နေခဲ့ပါတယ်မာရီတယောက်ကတော့ရင်းနေခဲ့သေးပါတယ်ပြီးတော့တဲ့အခါအခန်းမှာတော့မာရီကနေပြီးတော့ပြောဖို့ကောင်းခဲ့ပါတယ်ဆိုကသူတော်တွေသွားယူအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်ကိုရှီကနေပြီးတော့သွားယူပါဆိုပြီးပြန်ပြောလိုက်ပါတယ်အားထွက်သွားပြီးတဲ့နောက်မှာတော့ကိုရှီကနေပြီးတော့အိုးကိုသူဒီနေ့တော်တော်ပြောခဲ့ရတယ်ဆိုကပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကိုရှီရဲ့ဖုန်းလေးကနေပြီးတော့ညီလေးကနေပြီးတော့ဒီနေ့အသားပြစားခြင်းနေဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေပြီးတတိယဝါခဲ့ပြီးတော့ကိုကိုတောင်းပန်ပါတယ်ဆိုကသူထွက်သွားခဲ့ပါတယ်ကိုကနေပြီးတော့မေဘေးဆိုပြောလိုက်ပြီးတော့ရိုက်လိုက်ပါတယ်ကိုရှီကနေပြီးတော့အေးပါဆိုကထွက်သွားခဲ့ပါတယ်ပြန်နေနေမာရီတော့ယူလာတာကိုသွားခဲ့ပါတယ်မာရီယာနေပြီးပြန်တော့မှလာဆိုပြီးမေးလိုက်တဲ့အခါကိုရှီကနေသူကိစ္စလေးတစ်ခုရှိလို့ပါဆိုပြီးပြောလိုက်ပါတယ်ပြောတဲ့အခါကိုရှီကနေပြီးမာရီရဲ့စပင်မှာရှွန့်နေကတ်နေတဲ့ဆိုကမာရီနာကိုကတ်လိုက်ပြီးတော့မာရီငင်ငင်လေးနေသူဆွဲပေးမယ်ဆိုပြီးပြောလိုက်ပါတယ်ကိုရှီကနေပြီးဖယ်ပေးနေတဲ့အချိန်မှာပဲကိုဆန်ဖြူကရောက်လာပြီးမင်းတို့တွေဘာလုပ်နေတာလဲတွင်းနေတာလားဆိုပြီးမေးလိုက်တဲ့အခါကိုရှီကနေပြီးသူပြန်စရာရှိတယ်ဆိုကအမြန်ပြေးထွက်သွားခဲ့ပါတယ်ပြီးတော့အခါကိုဆန်ဖြူကနေပြီးမင်းတို့နှစ်ယောက်တွဲနေတာလားဆိုပြီးဆက်မေးလိုက်တဲ့အခါမှာတော့မာရီကနေမဟုတ်ပါဘူးဆိုကပြန်ပြောလိုက်ပါတယ်ပြန်မှာကိုဆန်ဖြူကနေပြီးမင်းသိလားခွဲဆိုင်မှာဆိုရင်ဒုတိယလူဖြစ်တဲ့လူကပဲနောက်ဆုံးကတယ်ဆိုကပြောလိုက်ပါတယ်အဲ့ဒါနဲ့မာရီကနေပြီးသူပိုးနဲ့မနီးဆက်နိုင်တော့ဘူးလားဆိုကစဉ်းစားနေခဲ့ပါတယ်ကိုကရောက်လာပြီးတော့သူချမ်းတယ်ဆိုကပြောလိုက်ပါတယ်ကိုကနေပြီးတော့ကိုဆန်ဖြူပြောစရာရှိသေးလားဆိုပြီးမေးလိုက်တဲ့အခါရပါတယ်သွားပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါတော့မာရီယာနေပြီးတော့သူကိုဦးနဲ့ကားထားတဲ့နေရင်ကြီးကိုမဖြတ်ချနိုင်သေးဘူးလားဆိုပြီးပြောနေခဲ့တဲ့အချိန်မှာကိုဦးကနေပြီးတော့မာရီကိုလှည့်ကြည့်လိုက်တဲ့အခါတရားနေပြီးတော့ပူဝါလို့လားဆိုပြီးမေးလိုက်ပါတယ်ကိုကနေမဟုတ်ပါဘူးဆိုကပြန်ပြောလိုက်သေးပါတယ်ပြီးတော့အခါမာရီယာနေပြီးတော့နေရင်ကြီးကိုဘယ်လိုမြင်လဲဆိုပြီးမေးလိုက်တဲ့အခါမှာတော့ကိုဦးကနေပြီးတော့ဝင်ပေါက်လို့မြင်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အားသာမရှိရင်သူအခုမာရီနဲ့တွေ့နိုင်မှာမဟုတ်ဘူးဆိုကပြောလိုက်ပါတယ်သူ့အိမ်ကိုလည်းလာလေလို့ရပါတယ်ဆိုပြီးပြောလိုက်သေးပါတယ်မာရီယာနေပြီးတော့ပြောချင်ရှိရဲဆိုကသူ့ကိုစမ်းသပ်ချင်စလို့စမ်းသပ်လို့ရပါတယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့ကိုဦးကနေပြီးတော့သူ့အိမ်မှာစမ်းသပ်ကြတာပေါ့ဆိုကမာရီကိုပေါပေါ်တင်နိုင်နေဒီနေ့ပိုင်းလေးကတော့ဒီမှာလည်းစသိမ်းသွားခဲ့ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်